အားလုံးစောင့်မျှော်နေကြတဲ့ကျော်စွာဝင်းရဲ့ပွဲကြိုသုံးသက်ချက်မင်္ဂလာပါဖိုင်ကို channel ကကြိုးဆိုပါတယ်လာမယ့်ဇန်နဝါရီ23ရက်တောကြညမှာတော့ကျော်စွာဝင်းအနေနဲ့ One Championship ပွဲဥတော်အဖြစ်ဂျပန်ဖိုက်တာမူဂါစီတိုနဲ့ထိုးသက်မှဖြစ်ပါတယ်မူဂါစီတိုကကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့တိတ်ပြီးမစိမ့်ဘူးလို့ပြောလို့ရတဲ့ဖိုက်တာပါစပါရီဂျန်တို့အမွီတို့နဲ့တွေ့ထားဘူးတယ်ဝမ်းမှာ9ဘွဲထိုးထားပြီးတော့4ဘွဲနိုင်တပွဲပဲရှုံးထားတယ်အဲ့ဒီပွဲကလည်းကျွန်တော်တို့မြန်မာဖိုက်တာအမွီကိုဒုတိယချီမှာအလဲထိုးနဲ့ရှုံးထားတာပါအမှန်တမ်းပြောရရင်အဲ့ပွဲမှာမူဂါစီတိုကပထမချီမှာလုံးဝအသာစီးထိုးထားတာပါဒုတိယချီစမှာမထင်မှဖဲရှင်စွဲနဲ့နှစ်ယောက်လုံးဖင်ထိုင်ကျသွားတဲ့ချိန်မှာအမာကုံပိုင်းအားတာတဲ့အမွီကပြန်ထလာနိုင်ခဲ့ပေမဲ့မူဂါစီတိုအနေနဲ့ပြန်မထလာနိုင်တော့ပဲအရှုံးပေးလိုက်ရတာပါဒီနေရာမှာကျွန်တော်ဘာကိုပြောချင်တာလဲဆိုရင်အပြိုင်ပွဲဖိုက်တာတွေအနေနဲ့မူဂါစီတိုကိုတခါတည်းကိုကျသွားအောင်ထိုးနိုင်မှာကိုပြောချင်တာပါမူဂါစီတိုကသူ့ဝမ်းမှာထိုးထားတဲ့ပြိုင်ပတ်တိုင်းကိုဖွင့်ထိုင်ကြအောင်ထိုးထားတဲ့ကစားသမားပါဒါကြောင့်ပါဝါပိုင်းမှာလည်းကောင်းတဲ့ကစားသမားလို့ပြောလို့ရတယ်ကစားတာစိတ်ရှည်တယ်သူ့ရဲ့အားသာချက်ဖြစ်တဲ့လက်တန်ရှည်ကိုအကောင်းဆုံးအသုံးချတတ်တဲ့ကစားသမားပါသူကကြတော့ထောက်လက်တီးတွေဘယ်ဝိုက်ညာဝိုက်တွေကိုအဝေးကနေလှမ်းပြီးတော့နှိုက်တယ်ဒါပေမဲ့သူ့စီပြန်လာတဲ့ကောင်တာပန့်ချ်တွေလက်ဖူတွေ right hook တွေကိုကတ်လုံအောင်ကားတယ်နောက်ကိုစုပ်တာတော်တော်လေးမြန်တယ်ဒီလိုနဲ့ပြိုင်ဘက်တွေကစိတ်မရှိပဲကပ်ပွင့်ပြီးတော့ဝင်လာတဲ့အချိန်ကြမှာဘယ်ဝိုက်ညာဝိုက်ကိုပါဝါနဲ့ဆွဲတာပါပြိုင်ဘက်တွေတော်တော်များများကျသွားတာကလည်းမူဂါစီတိုရဲ့အဲ့ဒီဝိုက်လက်သီးတွေနဲ့ပဲကျသွားတာများပါတယ်အဲ့ဒါကြောင့်ကျော်စွာဝင်းအနေနဲ့ဒီပွဲမှာမှားပြီးတော့ဝင်မသွားဖို့ရာအရေးကြီးပါတယ်ကျွန်တော်တို့မန္တလာသားကြီးကျော်စွာဝင်းကတော့ဖိုက်တာဆိုမှတကယ်ဖိုက်တာပါလုံရဲတယ်ခံရဲတယ်သူကစားတဲ့ပုံစံကလုံးဝ aggressive ဆန်ဆန်ပဲကစားတယ်အတင်းဝင်ပြီးတော့အလဲထိုးဖို့ကြိုးစားမှာပဲသူအနေနဲ့ဖက်တက်ခြင်းမှာလာပြီးတော့လေ့ကျင့်မှုတွေကဘလောက်ထိတိုးတက်မှုရှိလာမလဲဆိုတာဒီပွဲကအဖြေပါပဲအဆိုတော့ကျော်စွာဝင်းအနေနဲ့နီးပြူအပိုင်းရယ်ပါဝါပိုင်းရယ်မာခွန်ပိုင်းရယ်အကောင်းဆုံးပြင်ဆင်လာနိုင်မယ်ဆိုရင်တော့ကျော်ကြီးအလဲထိုးနဲ့နိုင်ပါတယ်ဆိုတော့ဒီပွဲကစားလာနိုင်တဲ့အခင်းချင်းကိုပြောရရင်မြန်မာတွေနဲ့တွေ့ထားဘူးတဲ့မူဂါစီတိုအနေနဲ့မိုင်ရွက်ဆန်ပြီးရှင်းမထိုးဘူးဆိုတာတော့သိကြတယ်ခွာနန်တလောက်ခွာစော့မယ်ထိကျက်အတာနဲ့အမှတ်ယူပြီးကစားလာပါလိမ့်မယ်ကျော်ကြီးကတော့သိကြတယ်ဘလောက်ပဲသူ့အနေနဲ့ထိမ့်ပြီးပဲစော့ပွဲချိန်နည်းနည်းကြားလာရင်တော့သူ့ရဲ့ဗီဇအရာအတင်းဝင်ထိုးပါလိမ့်မယ်ဝင်ရမယ်လို့လည်းမျှော်လင့်ပါတယ်ဒီနေရာမှာတခုပြောချင်တာကအရှိမကျွန်တော်ပြောခဲ့သလိုပဲကတ်ကြီးဖွင့်ပြီးဝင်သွားရင်တော့ကျော်ကြီးအနေနဲ့လည်းဘလောက်ပဲမှာပါတယ်ပြောမူဂါစီတိုရဲ့ဝိုက်လက်တီနဲ့ကြဖို့ရများပါတယ်မူဂါစီတိုအနေနဲ့ကလည်းမင်းလားကွာမြန်မာပြည်ရဲ့ထိပ်တန်းဖိုက်တာငါမင်းကိုအလဲထိုးပြမယ်ဆိုတဲ့ပုံစံနဲ့နှထင်သွေးရောက်ပြီးတော့ဒါအဲ့မှုနဲ့ပွဲတုံးကလိုမျိုးကျော်ကြီးကိုရှင်ဆွဲမယ်ဆိုရင်တော့တေချာပေါက်ကျဲတွေလတွေမြင်သွားပါလိမ့်မယ်ဆိုတော့ဒီပွဲကတေချာပေါက်ပွဲကောင်းတစ်ပွဲဖြစ်လာမဲ့ပွဲပါဘောနက်ပါရမဲ့ပွဲဖြစ်ကျွန်တော်ကတော့ဒါထင်နေတယ်တေချာပေါက်တယောက်ကတော့မှောက်မှာပဲနောက်ဆုံးပြောချင်တာကတော့ကျော်စွာဝင်းအနေနဲ့သူ့ရဲ့ဆရာတွေရဲ့လမ်းပြမှုနဲ့အတူနီးစနစ်ပါလေးနဲ့မိုက်မယ်ဆိုရင်အလဲထိုးနဲ့နိုင်သွားပါလိမ့်မယ်ညီကိုတို့နဲ့ရောဒီ positive နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဗျကွန်မန့်မှာဝင်ရောက်ပြီးတော့မှတ်ချက်ပေးသွားကြပါအောင်နောက်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့ဒီနေ့နေပြီးတော့မှတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ